မင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့တစ်ယောက်ချင်းမဲ့နေရာလေးရတော့ခေါင်းဖြတ်ဆက်ကိုရှိရနေရာလေးဖြစ်ပါတယ်ကဲတော့ကြည့်လိုက်အောင်ကျွန်တော်ဒီเจ้าလေးကိုပြောပြပြီးမှဖြစ်ပါတယ်ဒီခေါင်းဖြတ်ဆက်ကဝိညာဉ်နေရတဲ့ဒါဟာ blade ဖြစ်ပါတယ်ဒါတော့လှောအပေါ်မှာကြီးမားတဲ့အလေးချိန်ရှိတဲ့အရာဝတ္ထုတစ်ခုကိုတင်ထားပါတယ်အမြင်ကတော့တစ်သားဒုံးလို့ထင်ရပါတယ်နော်အဲ့ဒီကိုကျိုးနဲ့ဆွဲထားပါတယ်ကျိုးအပေါ်မှာရှိပါတယ်ပြီးတော့ဒီမှာကျိုးချီထားပါတယ်အဲ့ဒါကိုအပေါ်ကိုဆွဲတင်ပြီးတော့အလေးကြီးကြီးမားတဲ့အရာဝတ္ထုကိုဆွဲတင်အပေါ်ထိဆွဲတင်ထားပြီးတော့ကျိုးကနေပြီးတော့ဆွဲထားပါတယ်အချိန်မှာရာဇဝတ်သားကိုဒီမှာခေါင်းထိုးသွင်းလိုက်တယ်ခေါင်းထိုးသွင်းလိုက်ပြီးတော့ပေါ်ကကြီးမားတဲ့အရာဝတ္ထုကနေပြီးတော့ blade နဲ့ကျလာပြီးတော့ခေါင်းကိုတိနဲ့ဖြတ်ပါတယ်ဒီဟာကိုပထမဆုံးစပြီးသုံးတာကပြင်သစ်တော်လှန်ရေးမှာဖြစ်ပါတယ်ဘာဆိုင်နန်းတော်ကိုဝင်စီးပြီးတော့ဘင်းအာနာကိုကြာရှုံးစေခဲ့တဲ့ရေခင်းမှာပြင်သစ်တော်လှန်ရေးမှာစပြီးသုံးခဲ့ပါတယ်စာပြီးသုံးပြီးတော့ဒီနည်းပညာဟာဒီနိုင်ငံကိုရောက်ရှိလာပါတယ်ကျွန်တော်အနည်းပြပြအောင်နော်ဒီနေရာမှာလူတွေရာထောင်ချီပြီးတော့ခေါင်းဖြတ်ခံခဲ့ရပါတယ်ဒီနေရာမှာဒီနေရာအပေါ်မှာကြောက်တုံးလို့ထင်ရတဲ့တုံးပါပါတယ်နော်ခုနကတင်ပြခဲ့တဲ့အတိုင်းပဲအပေါ်ကနေအောက်ကိုလှုပ်ချလိုက်တော့ရာဇဝတ်သားဒီကနေပြီးတော့ဒီနေရာကနေပြီးတော့ဒီမှာခေါင်းထိုးပြီးထားပါတယ်ဒါကိုအထူးသဖြင့်ဘင်းအာနာကိုထိပါစီမဲ့လုပ်ရတဲ့ထိပါနိုင်တဲ့ပြမှုတွေဟိုကျူးလွန်တဲ့ရာဇဝတ်သားတွေအတွက်သုံးခဲ့တာဖြစ်ပါတယ်သုံးတဲ့နေရာကလည်းလူအများရှိမှာဖြစ်ပါတယ်လူရာထောင်ကိုခေါ်ပြီးတော့အာနာကိုထိပါလာရင်ဒီလိုလုပ်ခဲ့ရမယ်ဆိုတာကို demonstrate ပြသခြင်းဖြစ်ပါတယ်ဒါကတော့နောက်ဘက်ကမြင်ရတဲ့နောက်ဘက်ညာဘက်ကမြင်ရတဲ့မြင်ကွင်းလေးပါကျေးဇူးတင်ပါတယ်